2021မှာစစ်တပ်ကအာဏာမသိမ်းခဲ့ဘူးဆိုရင်မြန်မာနိုင်ငံရဲ့အခြေအနေဟာရကုထက်ပုံမှုဆိုရမယ်လို့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတော်သက်ခိုင်ရနေပြီးတော့မှပြောဆိုခဲ့ဘူးပါတယ်။တပ်မတော်အာဏာမသိမ်းချင်ပါဘူးရှင့်။တပ်မတော်အာဏာမသိမ်းချင်ခဲ့ပါဘူး။သို့တော်လည်းဒီမဲမတမာမှုကိုလက်ခံလိုက်လို့ရှိရင်အစဉ်အလာဖြစ်သွားလို့ရှိရင်ကျွန်တော်တို့ဒီထက်ဒီစိုးဖို့ပဲရှိပါ2021မှာစစ်တပ်ကအာဏာသိမ်းပြီးတော့စစ်တပ်ကပဲဦးဆောင်ပြီးရွေးကောက်ပွဲတရက်ပြန်ကျင်းပပေးဖို့စစ်တပ်ကိုအထူးသဖြင့်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုမြောက်ပင့်ပြောဆိုခဲ့တဲ့နိုင်ငံရေးပါတီတွေထဲမှာတော်သက်ခိုင်ရဲ့ပြည်သူ့ရှေ့ဆောင်ပါတီကလည်းအပါအဝင်ပဲဖြစ်ပါတယ်။လာမယ့်ဒီဇင်ဘာ28ရက်နေ့မှာစစ်တပ်ကဒိုင်လူကြီးလို့ပြီးတော့ကျင်းပပေးမဲ့ရွေးကောက်ပွဲကိုတရားမျှတမှုရှိတယ်မရှိဘူးဆိုတာကိုယခုချိန်ထိမပြောနိုင်သေးဘူးဆိုပြီးတော့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌအတော်သက်ခိုင်မှထုတ်ပြောလာပါတယ်။ဆိုတော့ဒီစစ်တပ်ကလုံးဝရွေးကောက်ပွဲဟာသူ့အယောင်ရွေးကောက်ပွဲတရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲတစ်ဖက်သက်ရွေးကောက်ပွဲသူတို့အနိုင်ရဖို့အတွက်ကြိုတင်စီမံပြင်ဆင်ထားတဲ့ရွေးကောက်ပွဲဆိုတာကိုပြည်သူတိုင်းကသိပါတယ်။ဒါပေမဲ့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌလည်းဖြစ်ရွေးကောက်ပွဲကိုဝင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းပြီးတော့နိုင်ငံရေးပါလုပ်နေတဲ့တော်သက်ခိုင်ကဒီ9နှစ်ကျော်မှစစ်တပ်ကလုံးဝရွေးကောက်ပွဲဟာတရားမမျှတဘူးဆိုတာအခုမှသိတာလားဆိုတာမေးခွန်းထုတ်စရာဖြစ်နေပါတယ်ပြီးတော့လေဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရစစ်တပ်ကဒုသမ္မတတရားကာကွယ်ရေးပြည်ထရေးနဲ့နေဆက်ရေးဝန်ကြီး3ဦးပြီးတော့ဒီလွှတ်တော်ထဲမှာလည်း25ရာခိုင်နှုန်းနေရာယူထားတဲ့လက်ရှိစစ်တပ်ကရွေးကောက်ပွဲကိုဒိုင်လူကြီးအဖြစ်ဆောင်ရွက်နေပြီးတော့ရွေးကောက်ပွဲဥပဒေရောဒီရွေးကောက်ပွဲကော်မရှင်ကိုလည်းဒီစစ်တပ်ကစိတ်ကြိုက်ရွေးချယ်ဖွဲ့စည်းထားကြောင်းပြီးတော့တစ်ဖက်မှာနိုင်ငံတာဝန်ကိုကြီးကြီးမားမားယူထားတဲ့စစ်ဗိုလ်ချုပ်ကြီးတွေကိုယ်တိုင်ဒီကျန်းဖို့ပါတီကနေပြီးတော့ရွေးကောက်ပွဲဒီဝင်ရောက်ရှင်ပြိုင်လာလို့ဒန်းလူညီများမရှိဘဲနဲ့အာဏာရအစိုးရနဲ့ရှင်ပြိုင်နေရတယ်ဆိုပြီးတော့မှပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတော်သက်ခိုင်ကနေပြီးတော့မှထုတ်ပေါ်ပြောဆိုလာပါတယ်2008ဖွဲ့စည်းပုံအရတပ်မတော်သည်ဒုတိယသမ္မတတဦးရတယ်ပြီးလို့ရှိရင်လွှတ်တော်ထဲမှာ25ရာခိုင်နှုန်းကိုယ်စားလှယ်တွေအလိုအလျောက်ရတယ်နောက်တော့ကာကွယ်ရေးပြည်ထရေးနဲ့နေဆက်ရေးဝန်ကြီး3ပါးရတယ်ပြီးတော့စစ်တပ်ကိုလည်းကိုကဒိုင်လူကြီးလုံနေတယ်ဒိုင်လူကြီးလုံနေတဲ့နေရာမှာလည်းဒိုင်လူလည်းနေတယ်ဒိုင်လူမနေဘဲနဲ့ပြင်ကိုလူတွေကိုနိုင်ငံရေးပါတီတစ်ခုကိုအင်အားကြီးပါတီတစ်ခုကိုလွှတ်ပြီးတော့မှဝင်ပြိုင်ခိုင်းတယ်ဆိုတာအတိတ်ပဲမရှိဘူးမေကွန်းထုတ်စရာဖြစ်နေတယ်ဆိုပြီးတော့မှထုတ်ပေါ်ပြောဆိုလာပါတယ်ဒိုင်လူကြီးလုံနေတဲ့နေရာမှာဒိုင်လူပဲမနေပဲနဲ့ဒိုင်လူလည်းနေတယ်ပြီးလို့ရှိရင်ကိုယ့်လူတွေကိုလည်းနိုင်ငံရေးပါတီတစ်ခုကိုအင်အားကြီးပါတီတစ်ခုကိုပို့လွှတ်ပြီးတော့မှအပြိုင်အဝင်လဲပြိုင်နေဆိုတဲ့အဓိပ္ပာယ်ကမေဟိုပေါ့အခုလိုမေးခွန်းထုတ်စရာတွေဖြစ်သွားတယ်ပြီးတော့ဒီစစ်တပ်ဟာဆိုလို့ရှိရင်နိုင်ငံရေးပါတီတစ်ခုရဲ့လက်ကင်တော့မဖြစ်တင်ကြောင်းလက်ရှိစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲဟာတရားမျှတမှုရှိတယ်မရှိဘူးဆိုတာမတိချဘူးရတိပြမပြောနိုင်ဘူးဆိုပြီးတော့မှထုတ်ပေါ်ပြောဆိုလာတာဖြစ်ပါတယ်ရွေးကောက်ပွဲပြီးတဲ့ရလဒ်ကပြည်သူ့ဆန္ဒကိုထင်ဟလားမထင်ဟလားပေါ့နော်ဒါတွေလည်းကျမတို့စောင့်ကြည့်ဖို့လိုတော့ကျမအနေနဲ့တော့ယတိပြအခုချိန်မှာတော့ဘာမှပြောလို့မရဘူးလွတ်လပ်ပါတယ်တရားမျှတပါတယ်ဆိုတာမျိုးပေါ့နော်ဒါမှမလွတ်လပ်ဘူးတရားမမျှတဘူးဆိုပြီးတော့ယတိပြပြောလို့တော့မရတဲ့အခြေအနေဖြစ်ပါတယ်ရှင်